ဒီတခင်ကတော့အောင်နယ်လေးကိုရမ်းမဲ့စိတ်ဆိုးနေရပါဒါကြောင့်သူကမုံကိုတစ်ချမ်းတူးနေအောင်ကြော်လိုက်ပြီးကောင်းတဲ့အပိုင်းကိုတော့ဘူဖြူလေးကကျွေးလိုက်ပါတယ်မဲတူနေတဲ့ပိုင်းကိုတော့သူစိတ်ဆိုးနေတဲ့အောင်နယ်လေးကိုကျွေးလိုက်ပါတယ်နောက်နေ့မှလည်းသူကထက်လို့ပြန်ပါတယ်ဝဝဝင်းဝင်းငပြောလေးလေးကြာဘူဖြူလေးကကျွေးပြီးမဲနေတဲ့တီးတွေကြတော့အောင်နယ်လေးကကျွေးပါတယ်နောက်ရက်ကြတော့အခြေအနေကပိုဆိုးလာပါတယ်အောင်နယ်လေးကအသားတုံးနဲ့မုတ်တစ်ချက်ရပြီးဘူဖြူလေးကြတော့အသားတွေအများကြီးနဲ့ထက်ကျွေးပါတယ်သူ့ကိုကြာဖိတ်စင်ကြနေတဲ့အသားလေးတုံးကိုတော့မကျွေးပါဘူးအဲ့ဒီမှာအောင်နယ်လေးလည်းအရန်ကိုဝမ်းနဲ့ကြေကွက်တော့ပါတယ်နောက်ရက်တွေမှာတော့ဘူဖြူလေးကလုံးဝကိုတီးမခံနိုင်တော့ပါဘူးတခင်ဖြစ်သူကအစာကျွေးဖို့လုပ်တိုင်းသူကအောင်နယ်လေးကိုပဲယဉ်ကျွေးခိုင်းပါတယ်တခင်ပါပဲကြွကြွသူကညင်းပြီးအောင်နယ်လေးကိုပဲဦးစားပေးနေနဲ့ကျွေးပါတယ်သူ့လို့ရအားဆိုရင်ပိုက်လိုက်တဲ့တခင်အတွက်တော့ရှက်ဖို့တောင်ကောင်းနေပါပြီအရာရာမှာခွဲခြားဆက်ဆံတာတွေမလုပ်ဖို့သူကရိုးရိုးလေးနဲ့တခင်ကိုပညာပြနေတာပါသူ့ရဲ့ရွယ်ချက်ကလည်းတခင်ဖြစ်သူကိုမျှတတဲ့သူတယောက်ဖြစ်စေချင်ခဲ့တာပါနောက်ပိုင်းမှာတော့တခင်ကသူ့ရဲ့အမကိုနားလည်သွားပြီးညီတူညီမျှကျွေးပါတယ်ဘယ်လောက်ထိတောင်ညီမျှသွားလဲဆိုရင်သူကပေတံတော့မိပါမျှမျှတတခွဲကျွေးပါတယ်အခုတော့ဘိုပြူလေးရဲ့ကျင်နာတက်မှုတွေကြောင့်အောင်နယ်လေးလည်းခွဲခြားဆက်ဆံတာတွေမခံရတော့ပါဘူးဒီလိုကျင်နာတရားရှိတဲ့ဘိုပြူလေးကိုချစ်ရင်ကွန်မန့်မှာအတဲလေးတွေရေးပေးတော့လို့ရပါတယ်